င်္ဂလာပါဒီနေ့မှာကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ TikTok monetization အကြောင်းကိုဒီလေးကြာနာပြောပေးတော့မှာဖြစ်ပါတယ် TikTok monetization ဆိုတဲ့နေရာမှာ TikTok ရဲ့ monetization tool မှာပေါ့နော်ဝင်ငွေလမ်းကြောင်းရှာဖို့ကျွန်တော်အကြောင်းအရာဘယ်နှမျိုး option တွေနဲ့ပါထားလဲဘယ်ချက်လက်တွေမူတည်ပြီးတော့ဒီ TikTok monetization မှာဝင်ငွေလမ်းကြောင်းစရှာဖို့လှုပ်ဆောင်လို့ရမလဲဆိုတာတွေကိုအသေးသေးပြောပေးတော့မှာဖြစ်ပါတယ်ပြောရရင်တော့ဒီ video ကတော့ TikTok monetization ဘိုင်းကိုလေ့လာတဲ့လူတွေအားလုံးအတွက် TikTok monetization 2အကြောင်းတွေကိုတစ်ခုချင်းဒီပြောပြပေးတော့မှာပဲဖြစ်ပါတယ် okay အဲ့ဒါဆိုရင်စမယ်เนาะပထမဆုံးကျွန်တော်တို့ဒီမြင်းချောင်းသုံးချောင်းတွေကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ပြီးတော့ရင် TikTok studio တွေကိုတစ်ချက်သွားပေးပါပြီးတော့ရင်ကျွန်တော်ဒီ monetization ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်ဒီ monetization ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ငွေလမ်းကြောင်းရှာလို့ရမယ်တူးတစ်ခုချင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် monetization ကောင်းတဲ့အောင်မှာကျွန်တော်တို့၄မျိုးရှိတယ်ပေါ့နော်တစ်ခုက video kit နောက်တစ်ခုက subscription နောက်တစ်ခုကတော်တော်များများလက်ရှိငွေဝင်နေကြတဲ့ creator reward program ပေါ့နော်နောက်တစ်ခုကတော့ wow with artist ဆိုပြီးတော့၄မျိုးရှိပါတယ်ဒါကတော့ Japan region အကောင့်မှာ monetization အနေနဲ့ဝင်လမ်းကြောင်းမှာရှာလို့ရမယ့် tool ၄ခုဖြစ်ပါတယ်ကျွန်တော် Korea region တွေမှာဆိုရင်တော့ series ဆိုပြီးနောက်တစ်မျိုးထပ်ပေါင်းနေပေါ့နော်၅မျိုးရှိတယ်ပေါ့ဒီမှာတော့ကျွန်တော်ဒီ၄မျိုးအဓိက main ပြပေးထားတာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တစ်ခုချင်းစမယ်နော်ပထမဆုံး video kit ကိုသွားလိုက်မယ် video kit မှာဆိုရင်သူကဒီမှာဆိုရင်တော့ကျွန်တော် video kit နဲ့ပတ်သက်ပြီးတော့ဝင်လမ်းကြောင်းကျွန်တော်အကောင့်က follower တန်းကြီးလည်းမပြည့်သေးတာဖြစ်တဲ့အတွက်ဘာမှတော့လုပ်လို့မရသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာဝင်လမ်းကြောင်း video kit ပွင့်သွားပြီဆိုရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်သူကဒီဝင်လမ်းကြောင်းစပြီးတော့ရှာလို့ရပြီပေါ့နော် video kit ကကြတော့ဘာကိုပြောချင်တာလဲဆိုကိုတင်လိုက်တဲ့ video ဒီမှာကျွန်တော်တို့ဒီ user တွေဘက်ကပေါ့နော် TikTok user တွေကျွန်တော်ပြောရရင်တော့ fan ပေါ့နော်TikTok fan ကိုယ့်ရဲ့ fan follower တွေက fan တွေကနေပြီးမှကိုယ့် video ကိုကြိုက်နေတဲ့လို့ကျွန်တော် video kit အနေနဲ့ကျွန်တော်ဒီပတ်စံပေးတဲ့အကြောင်းအရာကိုပတ်စံပေးတာပေါ့နော်ပတ်စံပေးတဲ့အပိုင်းဖြစ်ပါတယ်ပြောရရင်တော့ TikTok ကပတ်စံပေးတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ fan တွေကနေပြီးမှကိုယ့်ရဲ့ video ကိုကြိုက်နေတဲ့လို့ video kit အနေနဲ့ကျွန်တော်ဒီ coin ပေးတာဒေါ်လာပေးတာစသဖြင့်ပေါ့နော် video မှာပတ်စံပေးတဲ့ကျွန်တော်ဒီဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်ဒါကလည်းသူ့မှာသတ်မှတ်ချက်တွေအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုရင် follower 1000အနည်းဆုံးပြရမယ်နောက်တစ်ခုကကျွန်တော် video က eligible ဖြစ်ရမယ်ပေါ့နော်ပြောရရင်တော့ဒီTikTok ရဲ့စီမင်းစည်းကမ်းတွေနဲ့ကိုက်ညီမှုရှိရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီလွန်ခဲ့တဲ့ရက်ပေါင်း30မှာ active ဖြစ်နေရမယ်ပေါ့နော်နောက်တစ်ခုကတော့အသက်က session နဲ့အထက်ဖြစ်ရမယ်sorry နောက်တစ်ခုကကျွန်တော်တို့ဒီ government တွေ political ဆိုတာကအစိုးရနဲ့ပတ်သက်တဲ့ဒီလုပ်ငန်းဆိုင်ရာအကောင့်တွေနောက်တစ်ခုကနိုင်ငံရေးနဲ့ပတ်သက်အကြောင်းအရာတွေတင်တဲ့အကောင့်တွေဖြစ်မနေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအချက်တွေနဲ့ကိုက်ညီမှုရှိတယ်ဆိုရင်ဒါ video kit ကနေပြီးမှဝင်ငွေလမ်းကြောင်းစပြီးတော့ရှာလို့ရပြီပေါ့နော်နောက်တစ်ခုက subscription ပေါ့နော် subscription ဆိုတာကကျတော့ community ကျွန်တော်တို့ဒီ community တခုတည်ဆောက်ပြီးတော့အဲ့ဒီကနေပြီးမှ subscriber လုပ်ပြီးတော့ကျွန်တော်ပတ်စံပေးတာပေါ့နော်ဒါကတော့မြန်မာနိုင်ငံမှာတော့တိတ်ပြီးတော့ဘယ်သူမှရှာလို့မရှာကြဘူးပေါ့နော်သူကဝင်ငွေလမ်းကြောင်းပွင့်တယ်ဒါပေမဲ့နဲတယ်ပေါ့နော်နောက်သူ့မှာလည်းကျွန်တော်တို့ဒီ eligible ဖြစ်ဖို့အတွက်သတ်မှတ်ချက်တွေရှိတယ်ပေါ့နော် follower အနည်းဆုံး1000ပြည့်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ calendar နှစ်မှာ calendar ပေါ့နော်နောက်ဆုံး calendar map မှာသူ video ကျွန်တော်တို့ဒီ3သိန်းပြည့်ရမယ် video view 3သိန်းပြည့်ရမယ်ဆိုတဲ့ဖြင့်ပေါ့နော်ပြီးတော့ရင် like asset ရမယ် like asset လေးရတဲ့အကောင့်ရှိရမယ် follower အနည်းဆုံး1000ရှိရမယ်စသဖြင့်ပေါ့နော်သူ့မှာအဲ့လိုမျိုးသတ်မှတ်ချက်တွေဒီမှာရှိတယ်ဒီမှာအသေးစိတ် detail လာကြည့်လို့ရတယ်ပေါ့နော် subscription နဲ့ပတ်သက်ပြီးတော့ဒီမှာလာကြည့်လို့ရပါတယ်အဲ့ဒီအကြောင်းအရာတွေလိုအပ်ချက်တွေပြည့်သွားပြီဆိုတော့ねဒီနားမှာသူက join subscription ဆိုတာလေးပုံမယ်ပေါ့နော်အဲ့ဒီကနေပြီးမှကျွန်တော်ပတ်စံရပါတယ်နောက်တစ်ခုကကျွန်တော် creator reward program ပေါ့နော်ကိုညီမနိုင်ငံငါပဲဖြစ်ဖြစ်တော်တော်များများကဒီ creator reward program ကနေပြီးတော့ပတ်စံတွေရနေကြတာပေါ့နော် creator reward program မှာအနည်းဆုံးကျွန်တော်အသက် session တွေပြရမယ် follower တန်းကြီးရှိရမယ်နောက်ဆုံးကျွန်တော်ဒီနောက်ဆုံးကျွန်တော်ရက်ပေါင်း30မှာပေါ့နော် view 3သိန်းရှိရမယ် view 100k ရှိရမယ်စသဖြင့်ပေါ့နော်ဒီမှာသူ့ရဲ့သတ်မှတ်ချက်ဒီ3ခုပြည့်ပြီဆိုတော့ねဒါကျွန်တော် ID verify လုပ်ပြီးတော့ ban ချိတ်တဲ့ဘိုင်းတွေစပြီးတော့ဘန်းချိတ်ပြီးတော့ပတ်စံစပြီးတော့ရှာလို့ရပြီပေါ့နော် creator reward program ကကျတော့10 minute ထက်ကျော်တဲ့ video တွေတင်ခြင်းအပြင်ပေါ့နော်ကိုယ်ပိုင် video တွေကိုယ်ပိုင် creation တွေတင်ခြင်းအပြင်အဲ့ဒီ video တွေကနေပြီးမှပတ်စံရတာပေါ့နော် qualifying view တွေကနေပြီးမှကျွန်တော်ပတ်စံရတာဖြစ်ပါတယ်အပေါ်မှာကျွန်တော်ဒီ10 minute video တွေတင်ရမယ်နောက်တစ်ခုကကျွန်တော်ဒီ qualifying content ဖြစ်ရမယ် qualifying view ဖြစ်ရမယ်ပေါ့နော်အဲ့ဒီကနေပြီးမှပတ်စံရတာဖြစ်ပါတယ်တော်တော်များများကတော့ creator reward program ကနေပြီးတော့အခုမြန်မာနိုင်ငံမှာတော်တော်များများ TikTok monetization မှာ Japan region တွေရှောက်ပြီးတော့ဘန်းချိတ် service တွေနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့ဒါက creator reward program ကနေ main ပြီးသွားကြတာဖြစ်ပါတယ်เนาะတတိယတစ်ခုကတော့ကျွန်တော် wow with artist ဆိုတဲ့2အကြောင်းဖြစ်ပါတယ်
Huawei artist ဆိုတာကကျွန်တော်ဒီ TikTok မှာသူကတည်တံ့ပေါ့နော်ဒီ Huawei artist ဒီ program ထဲမှာတခြင်းတွေကိုကျွန်တော်ဝယ်ပြီးသုံးရတာအဲ့လိုမျိုးဝယ်ပြီးသုံးထားတဲ့တခြင်းတွေကျွန်တော်တို့ကဒီထဲမှာ video တစ်ပုဒ်ကိုဘလောက်နဲ့သူတို့ဘက်ကတည်တတ်မှတ်ထားတယ်အဲ့ဒါကိုကျွန်တော်ဝယ်ပြီးသုံးလိုက်တယ်အဲ့ဒီတခြင်းဝယ်သုံးထားတဲ့ကိုသုံးပြီးတော့ရလာတဲ့အဲ့ဒီတခြင်းကိုကျွန်တော်တို့ video creation တခုနဲ့ပူးပေါင်းပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီသူ့မှာဝယ်ကိုသူတို့ပြပေးထားတဲ့တခြင်းတွေထဲမှာကိုကြိုက်တဲ့တခြင်းကိုဒေါ်လာပေးပြီးတော့ coin ပေးပြီးဝယ်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်လုပ်ရမယ်အဲ့ဒီဝယ်ပြီးမှဆော့ထားတဲ့ video တွေကနေပြီးမှရလာတဲ့ view ရေအတွက်ပုံမူတည်ပြီးတော့ပတ်စံပြန်ရတယ်ပေါ့နော်ပြောချင်တာကကျွန်တော်တို့ဒီသူတို့တည်တဲ့ကျွန်တော် view ရေအတွက်ပေါ့နော်တည်တဲ့ဒီတခြင်းတီးတဲ့သူတို့ကတင်ရောင်းနေပေါ့နော် Huawei အတက်မှာသူတို့ဒီ program မှာသူတို့တခြင်းရောင်းနေအဲ့ရောင်းတာကိုကျွန်တော်ကဝယ်ပြီးမှအဲ့ဒီချင်းနဲ့ဆော့တယ်ပေါ့နော်ဆော့လို့ရလာတဲ့ view ပေါ့အဲ့ view ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကပတ်စံရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော် Huawei အတက်ကနေပြီးမှပတ်စံဘယ်လိုရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်သူမှာသတ်မှတ်ချက်တွေလည်းရှိပါတယ်အသက် session တွေဖြစ်ရမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီ follower 1000ရှိရမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာ anti-cheat verification မှာ patch ဖြစ်ရမယ်ပေါ့နော်ဒီ၃ချက်ပြည့်စုံတယ်ဆိုရင်ဒါကျွန်တော် Huawei artist ကနေပြီးတော့ပတ်စံရှာလို့ရပါပြီမြန်မာနိုင်ငံမှာလည်းတိတ်ပြီးတော့မသုံးကြပါဘူးပေါ့နော် Japan region သုံးတဲ့လူတွေကနေပြီးတော့ဝင်ငွေလမ်းကြောင်းရှာကြတာကတော့ creator reward program ကနေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်lightly ပေါ့နော် lightly ကတော့ရှင်းပါတယ်ကျွန်တော်ဒီ TikTok live လွှင့်တဲ့နေရာကနေပြီးတော့ပတ်စံရတာဖြစ်ပါတယ် TikTok ကျွန်တော်တို့အကောင့်ကနေပြီးတော့ TikTok live လွှင့်နေပေါ့နော် TikTok live လွှင့်တာကလည်း follower တန်းကြီးကျွန်တော်ဒီသူ့ရဲ့သတ်မှတ်ချက်တွေရှိပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီအကောင့်ကပေါ့နော် follower တန်းကြီးမပြည့်တဲ့အတွက်ဒီမှာ eligible not eligible yes ပေါ့နော်ခုချိန်ထိကျွန်တော်ဒီ live access မရသေးဘူးပေါ့နော် live access ရဖို့ဆိုရင် follower တန်းကြီးကျွန်တော် view တဲ့တိန်စသဖြင့်ပေါ့နော်အဲ့လိုသတ်မှတ်ချက်တွေပြည့်သွားပြီဆိုရင်ကျွန်တော် TikTok live ကနေပြီးတော့ live လွှင့်ပြီးတော့ပတ်စံရှာလို့ရပါတယ်အဲ့ဒါကလည်းကျွန်တော်တို့ TikTok live လွှင့်တဲ့ချိန်မှာကျွန်တော်တို့ရဲ့ TikTok fan တွေကနေပြီးမှပေးတယ်ပေါ့နော်ဒီပေးတဲ့ပတ်စံတွေကနေပြီးမှကျွန်တော်တို့ပြန်ပြီးတော့ဒီ TikTok live ကနေပြီးပတ်စံရတဲ့ program တစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော် monetization နဲ့ပတ်သက်ပြီးတော့ဗောနော် monetization 2ရဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ဝင်ငွေလမ်းကြောင်းရှာလို့ရမယ် program တစ်ခုချင်းစီကိုဒီလေးပြောပေးခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့ TikTok monetization ရှောက်ရှင်တဲ့အကောင့်ကဝင်ငွေလမ်းကြောင်းရှာလို့ရတဲ့နိုင်ငံဖြစ်ရမယ်ဗောနော် region ဖြစ်ရမယ်မြန်မာ region လုံးဝမရပါဘူးဂျပန်ကိုရီးယား UK US Germany France ပေါ့နော်အဲ့ဒီနိုင်ငံတွေဖြစ်တယ်ဆိုရင်တော့အခုလိုမျိုး monetization tool တွေကနေပြီးမှကိုကြိုက်နေတတ်တဲ့ဒီ program ပေါ့နော် program ကနေပြီးမှပတ်စံတွေရှာလို့ရပါတယ်မြန်မာနိုင်ငံမှာတော့ creator reward program ကတော့အကောင့်ဆုံးငွေရှာရတာအဆင်ပြေဆုံး program တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော် monetization tool အကြောင်းကိုဒေချာလေးကြာနာသိအောင်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ